One Piece မှာက main power system အနေနဲ့နှစ်ခုပဲရှိတယ်။အဲ့ဒါဘာလဲဆိုရင် Haki နဲ့ Devil Fruit ပါ။တခြားသော power တွေကိုပြောရမယ်ဆိုရင်တော့ genetic power တွေပေါ့။မင်းတွေ fishman တွေရှိမယ်။မင်းတွေဆိုရင်မွေးရပါ electro fishman တွေဆိုရင်တော့ karate ပေါ့။ပြီးရင် Sanjiro လို Power Ranger family တွေရှိမယ်။အရှာဆုံးကဘာလဲဆိုရင်တော့ magic power ပါ။ဘယ်လောက်ထိရှာလဲဆိုရင် series အတွင်းမှာ magic power ကိုအသုံးပြုနိုင်တဲ့သူကအီမူတယောက်ပဲရှိပါတယ်။ဘယ်လောက်ထိရှာလဲဆိုရင်တော့100မှာ1ယောက်ကဒီ magic power ပဲအသုံးပြုနိုင်တဲ့သဘောပေါ့။ဆိုတော့ emu ရဲ့ magic power နဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲထိမ့်မြသိမ့်မြကျန်းနေရလို့မြင်လားဒါမှမဟုတ်နည်းနည်းပဲကျန်းတယ်လို့ထင်တာတေချာတာတစ်ခုကတော့ emu ကဓာကြီးပဲစုပ်ပြီးတော့ဖြစ်လက်သီးကိုကြစ်ပအောင်စုပ်ပြီးတော့ဖြစ်ဘက်တရီတွေကိုဝုန်းတိုင်းဆိုပြီးတော့ဝင်လာမယ်မျိုးစားတွေမှာမပါပါဘူး emu ရဲ့ type ကရှင်းပါတယ် fighter လည်းမဟုတ်ပါဘူး assassin လည်းမဟုတ်ပါဘူးသူကဘာအောင်ဆိုတော့ manipulator တီးတတ်မှာအရာအလုံးကိုတက်နိုင်သမျှထိန်းချုပ်မယ်အဲ့ဒီမရတဲ့အဆုံးကြမှာသူ့ရဲ့ true set ဒါမှမဟုတ် true power ကိုချပြသွားမယ်အဲ့ဒီဘောပါပဲအခုလက်ရှိရဆိုရင်တော့ emu ရဲ့ magic power နှစ်ခုထိမိတ်ဆက်ထားပြီးသားဖြစ်ပါတယ်ပထမတစ်ခုကဘယ်နေရာမှာအများဆုံးတွေ့ရလဲဆိုရင်တော့တနေရာနဲ့တနေရာကူးပြောင်းလုပ်တဲ့နေရာမှာတွေ့ရပါတယ်ဒုတိယတစ်ခုကတော့တရားကို control လုပ်ဖို့ပဲဖြစ် manipulate လုပ်ဖို့ပဲဖြစ်အဲ့နေရာမှာအများဆုံးသုံးပါတယ်ဆိုတော့ဒီ magic power နှစ်ခုကိုဒီနေ့ video မှာ review အနေနဲ့ပြန်လုပ်ပေးသွားမှာပါအရင်ဆုံးဒီဆက်ဝိုင်းကြီးကြောင်ပြောမယ်ဒီဆက်ဝိုင်းကြီးကိုပထမဆုံးအဟမ်မှာတွေ့ဘူးပဲဆိုတော့စေတန်ထွက်လာတဲ့အပေါက်ကြီးပါအဲ့တုန်းကဒီဆက်ဝိုင်းကြီးနာမည်ကိုတိတိကျကျပြောထားမျိုးမရှိကြော magic circle လား summoning circle လား pentagram လားစသဖြင့်ခေါ်ကြပါဒါပေမဲ့ chapter 1141မှာတော့ mention သွားပါတယ် Aves လို့ခေါ်ပါတယ် Aves ကိုနားလည်အောင်ရှင်းပြမယ်ဆိုရင်တော့ကျွန်တော်ရှေ့မှာမြင်မှုပြတာဖြစ်တဲ့ Doa Nomi နဲ့ Ope Nomi ရဲ့ rune technique နဲ့တွားတူနေအောင်တွေ့ရတယ်ဒါပေမဲ့ Aves ကို technique လို့ပြောရတဲ့ magic လို့ပြောပို့ပြီးတော့မှန်လိမ့်မယ်ပြီးရင်ကျွန်တော်ရှေ့မှာမြင်မှုပြတာဖြစ်တဲ့ teleport ရဲ့ Aves ကတော်တော်ကြီးအဆင့်မြင့်တဲ့ထဲမှာပါတယ် Doa Nomi နဲ့ Ope Nomi ကကြတော့ Devil Fruit power နဲ့ဆင်းသက်လာဖြစ်တဲ့အတွက် Devil Fruit ရဲ့ power ပေါ့ Aves ကကြတော့ pure magic ပေါ့အဲ့လိုကွာသွားမျိုးတော့ရှိပါတယ်အဟမ်မှာ fight era ကြီးသုံးထားတဲ့ Abyss နဲ့အခု Evan မှာ Godnight တွေသုံးတဲ့ Abyss ကမတူတာကိုသွားတွေ့ရတယ်စေတန်စပြီးထွက်လာတော့ဆိုရင်ကျွန်းတကျွန်းလုံးက effect တွေအကုန်ပြန်ကုန်ပြီးတော့ဝူရှူဝါကြီးဖြစ်ကုန်တယ်ပြောရမယ်ဆိုရင်ကျွန်းတကျွန်းကိုခိုးဝင်တော့မယ်ဆိုရင်ဒီ effect ကြောင့်ပဲလူတွေအကုန်သိကုန်မှာပါဒါပေမဲ့ Evan မှာကျတော့အဲ့လိုမဟုတ်ဘူးဂန်ကိုတို့ဝင်လာ ACC ပဲဘယ်သူမှလည်းမသိလို့ဘယ်သူမှလည်းသတိမထားမိဘူးဘာလို့ဆိုရင်တော့အချက်နှစ်ချက်တော့ရှိတယ်ဗျပထမတစ်ချက်ကတော့ Godnight တွေက fight era ကြီးထဲ Abyss သုံးတဲ့နေရာမှာပို့ပြီးတော့အထာကျလို့ပါအဲ့လိုမှမဟုတ်ရင်တော့နေရာနေထားကွာသွားလို့ပါဘယ်လိုလဲဆိုရင် Evan လို့အစစရကြီးမားတဲ့နေရာမျိုးကြီးမှာ Advance ရဲ့ effect ကထိအောင်မှုရှိပြီမဲ့နေရာအရင်ကြီးလွန်းတာကြောင့်မလို့တက်ရောက်မှုပိုင်းမှာအားနည်းသွားပြီးတော့တတိမထားမိကြပါထင်သာမြင်သာအောင်ပြောရရင်ကျွန်တော်ကဂျန်ရဲ့တကောင်ပဲဆိုတော့ Godnight ရဲ့ရွယ်စားကဒီ Lego ရုပ်တာပဲရှိပါတယ်ဆိုတော့ထိအောင်မှုပိုင်းမှာတက်ရောက်မှုအားနည်းသွားတဲ့သဘောပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ရှေ့မှာပြောခဲ့သလိုပဲ Godnight တွေက Advance သုံးတဲ့နေရာမှာပို့ပြီးတော့ထားကြလို့ပါပြီးရင် Domi Reversi ဒီ magic ကဘာနဲ့သွားတူလဲဆိုရင်ဒိုဖီရဲ့အီတိုနိုမီပါဝါနဲ့တူနေအောင်သွားတွေ့ရတယ်။ကျိုးတွေကိုအသုံးပြုပြီးတော့ကျွန်းကျွန်းလုံးကိုထိန်းချုပ်လိုမျိုးပေါ့။ဒိုဖီရဲ့ technique ကရှင်းပါတယ်။လူသားတွေကိုရုပ်သေးသဘောမျိုးနဲ့ကျိုးလွှဲရကားခိုင်းတာပါ။ဒါပေမဲ့ emu ရဲ့ Dobi Reversi ကရှုပ်ထွေးရဲ့အထက်မှာပါပါတယ်။ရှုပ်ထွေးတဲ့လောက်လဲမေးခွန်းနေရမေးစရာများတယ်များလား။လူတိုင်းပေါ်မှာဒီ magic power တက်ရောက်မှုရှိလား။ဒါမှမဟုတ်ဒီ clan member တွေမှာအလုပ်ဖြစ်တာလား။စသဖြင့်ပေါ့။ဒီ magic ကိုလောလောလတ်လတ်ထိခံထားရတဲ့ character နဲ့သူရှိပါတယ်။ Ongoing chapter မှာဆိုရင် Rob ပါမယ် Giant တွေပါမယ်။ဟိုရှေ့မှာဆိုရင်တော့စာဖို့ရှိမယ်။ဒါပေမဲ့စာဖို့ပေါ်မှာဒီ magic ကသုံးခဲ့မသုံးခဲ့ဘူးဆိုတော့အတိအကျဖော်ပြထားခြင်းမရှိပေမဲ့လို့ကျွန်တော်ကတော့လိုအပ်လို့ထည့်ပြောလိုက်တာပါ Rob နဲ့စာဖို့မှာကွဲသွားတာအချက်တစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့စာဖို့ကအထိုးခံလိုက်ရတာမှန်ပေမဲ့စာဖို့ကဒီမွန်ပြောင်းမသွားတာကသူ့ရဲ့ home island မဟုတ်လို့ပါချုပ်သွားတော့မသိဘူးစာဖို့က King Cobra ကိုကယ်တော့ကမာရင်းကျော်မှာဖြစ်ပါတယ်စာဖို့ရဲ့ home island ကတကယ်တော့ Goa Kingdom မှာပါ home island မတူတာနဲ့ဘာဆိုင်လဲဆိုရင်တော့ Domi Reversi ရဲ့အတိတ်ပဲက Returning Home ပါဆိုတော့ဒီ magic တက်ရောက်ဖို့ဆိုရင်ဒီမွန်ပြောင်းခံရမယ်ကောင်ကသူ့ရဲ့ home island မှာရှိနေဖို့လိုပါလိမ့်မယ်မဟုတ်ရင်တော့တက်ရောက်မှုမရှိပါဘူးပြီးရင် rock က immune နဲ့အတူနှစ်ခါတောင်ရှိခဲ့ဘူးပါတယ်ပထမတစ်ခါ flower run နဲ့မှာဖြစ်ပြီးတော့နောက်တစ်ခါကတော့ god valley မှာပါ flower run နဲ့မှာ rock ရှိနေကနေက immune ကဒီမွန်ပြောင်းရတာနဲ့ barrier မှာမလုပ်ခဲ့ပါဘူး flower run ဆိုတာတနည်းပြောရမယ်ဆိုရင်တော့ Mari ကျော်မှာတည်ရှိတာပါ rock ရဲ့ home island က god valley မှာဖြစ်နေရကြောင်းမလို့အလုံးမဖြစ်မှန်းသိလို့တမင်မလုပ်ခဲ့ရလို့ယူဆလို့ရပါတယ်ပြီးရင် rock နဲ့ဖြစ်ချင်းတူရဲ့ giant တွေရှိပါသေးတယ် Evan ဆိုတာက giant တွေရဲ့ home island မှာဒါကြောင့်မလို့အလွယ်တကူ giant တွေကလည်းဒီမွန်ပြောင်းဝင်ကြတာပါ summary ချော့ရမယ်ဆိုရင် Domi Reversi ရဲ့ effect ကိုတက်ရောက်ဖို့ဆိုရင်တစ်ဖက်ကောင်ရဲ့ home island ဖြစ်နေမှာဒီ magic ကအလုပ်လုပ်တာပါဆိုတော့အခုပြောသွားရတာလက်ရှိမိတ်ဆက်ပြီးသားဖြစ်တဲ့ emu ရဲ့ magic power တွေကို break down အနေနဲ့ပြန်လုပ်ပေးထားပါဒါပေမဲ့တတိထားမှာကဒီ video တစ်ခုလုံးကကျွန်တော်ရဲ့ထင်မြင်ချက်တီးတတ်မလို့50-50ပဲယုံပြီးဖို့မြစ်တာရက်ခံပါတယ်ဆိုတော့ video လေးကတော့ဒီလောက်ပါပဲနောက် video တွေမှာဆက်တွေ့ကြမယ်